ဆိုရင်လေကိုချစ်သူပဲခေါ်ရဲမှာပေါ့မောင်မောင်ချီရဲ့မောင်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 ခေါ်လိုက်စမ်းပါဗျာရာထူးခြင်းလို့อ่ะမမရဲ့တကယ်ချစ်တယ်ဆိုရင်လေကိုချစ်သူပဲခေါ်ရဲမှာပေါ့မောင်မောင်ချီရဲ့ပေါင်းဝန်းကျင်ပြောဆိုသမျှဒီဥဆိုင်နေမန်းတီပါတယ်လေလူလေခေါင်းမှာဟန်ဒရီဆောင်းကအောင်ကြောင်မခေါ်နဲ့အခါဒီယာခေါ်ပြမထူနိုင်ဘူးလေမောင်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 ခေါ်လိုက်စမ်းပါဗျာရာထူးခြင်းလို့ပါမမရဲ့တကယ်ချစ်တယ်ဆိုရင်လေကိုချစ်သူပဲခေါ်ရမှာပေါ့မောင်မောင်ချီရဲ့ချစ်တယ်ဆိုရင်လေကိုချစ်သူပဲခေါ်ရမှာပေါ့မောင်မောင်ချစ်ရဲ့ပေါင်းဝန်းကျင်ပြောဆိုသမျှပြင်းဆိုင်နေမှန်းသိပါတယ်လေလူလေခေါင်းမှာဟန်ဒီဆောင်ကအောင်ကြောင်မခေါ်တဲ့ခါရရခေါ်ပြမထူနိုင်ဘူးလေတိတ်ချောတိတ်ကိုလာတဲ့မမရဲ့ကိုရီလူလည်းမချီနဲ့တော့အစကလေခေါ်နေမောင်မောင်ခေါ်ပါများခါရီယာထူလိုက်ချေရဲ့ဆိုရင်